ဒီဗီဒီယိုတက်စ်လေးကဒီ iPhone ကင်မရာတက်ဆန်းတာပေါ့နော်ဟိုဘယ်လိုနေလဲအခုကြည့်ရတာဒါက 1080p ကိုမှ60 frame per second နဲ့ရိုက်ထားတာပေါ့နော်ဒါရိုက်ထားတယ်ပြီးတော့ Android ဖုန်းမှာက 1080p 60 frame per second နဲ့ရိုက်ထားတဲ့ဗီဒီယိုတွေနဲ့တော့ကွာတယ်ပေါ့နော်iPhone ကိုကြိုက်ရတဲ့အချက်ကအဲ့ဒါချက်တယ်သူက iPhone မှာက stabilization တွေကောင်းတယ်ပြီးတော့ဒီသူ့ရဲ့ frame rate တွေကမှန်တယ် frame rate တွေက smooth ဖြစ်တယ်ပေါ့နော်အဲ့တော့ Android ဖုန်းမှာကျတော့တချို့ဖုန်းတွေကတော့ flagship ဖုန်းတွေကတော့ဒီ frame rate တွေ smooth ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ Android ရဲ့ mid range ဖုန်းတွေ entry level ဖုန်းတွေကြတော့လေသူ့မှာ 4K ဗီဒီယိုနဲ့ဒီ iPhone ရဲ့ဒီ model နဲ့ iPhone model နဲ့ iPhone ရဲ့ model နဲ့နေတဲ့ iPhone ရဲ့ဒီ60 frame per second နဲ့မတူဘူးပေါ့နော်အားကြောင့်မို့ကျွန်တော် iPhone မှာဒီကင်မရာကိုကြိုက်လို့ပေါ့နော်အားကြောင့်မို့ဒီကိုတက်နိုင်တဲ့ budget ဖုန်းလေးကိုအခုလိုမျိုးဝယ်ပြီးတော့မှပြောမယ်ဆိုရင်တော့အခုကျွန်တော်ဝယ်တဲ့ iPhone ရဲ့ model ကတော့တော်တော်နှိပ်တယ်ဘာလို့လဲဆိုတော့ iPhone 7ဆိုတော့လေ iPhone 7ကလွန်ခဲ့တဲ့12နှစ်13နှစ်ကထွက်လာတယ်ဆိုတော့တော်တော်လေးကိုနှိပ်နေပြီသို့ပေမဲ့ကျွန်တော် upgrade ဖြစ်နေဆိုတာခုမှရှိတဲ့ budget ကအဲ့လောက်ပဲတက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီ level ထဲမှာငါဘယ်ဖုန်းကိုရွေးရင်ဘယ်ကင်မရာကောင်းတယ်ဆိုတာကိုရွေးချယ်တဲ့အချိန်မှာကျွန်တော်မျက်စိထဲမှာ iPhone 7ကိုမြင်သွားတယ်ပေါ့နော်အဲ့တော့ iPhone 7နဲ့ iPhone 6s တို့ရှိတယ်တို့ပြင်မယ်ကျွန်တော် iPhone 7လေးနဲ့အဆင်ပြေတယ်သဘောကျတယ်ဆိုပြီးတော့မှ iPhone 7ကိုရွေးပြသွားတာပေါ့နော်အဲ့တော့ကိုကဒါကတော့ upgrade မြင်လာတာပထမ Android ဖုန်းကကျွန်တော်ကင်မရာတိတ်မကောင်းဘူးအဲ့တော့ကိုကင်မရာကောင်းတဲ့ဒီ iPhone လေးရတယ်ဆိုတော့ဗီဒီယိုလေးရိုက်ရတာရုပ်ထွက်လေးကောင်းလာမယ်ရုပ်ထွက်ကြည်လာမယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဒီ YouTube channel မှာရုပ်ထွက်ကြည်လေးနဲ့လည်းတင်လာနိုင်မယ်ဗီဒီယို quality လည်းပိုကောင်းလာမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ကဒီကိုတက်နိုင်တဲ့ဒီ budget လောက်ရှိတဲ့ဟာနဲ့ဒီကိုကင်မရာကောင်းတာလေးကိုနည်းနည်းရွေးလိုက်တဲ့သဘောပါကျေးဇူးအများကြီးတင်ပါတယ်